ပြုံးလိုက်မဲလိုက်အိုမြေတစင်မှာတင်မောကြီးများရှိန်နဲ့ခုံမောင်းလာကြောက်ချပြီးတော့လူရယူသွားမြည်ရဲ့ပခုံးထက်မှာချိန်တန်တော့သူပြန်ကန်ထွက်လို့ခွာညနာနာတို့မောင်ရီလာတဲ့ခါအလင်းနာလေးလဲကြုံရင်ကြုံရမှာ